ဒီလိုဟာကုမ္ပဏီကြီးတစ်ခုရဲ့ CEO တယောက်ဖြစ်ပေမဲ့သူ့ရဲ့သမီးလေးအတွက်ကလေးထိန်တယောက်တောင်ရှာမရခဲ့ပါဘူးနေ့တိုင်း3လသားအရွယ်သမီးလေးကိုကလေးထိန်တဲ့အတွေ့အကြုံမရှိဘဲရုံးကိုခေါ်လာခဲ့ရတယ်ကလေးကိုပြီးဆိုရင်လေသူဟာဘာလို့ရမှန်းမသိပဲအကြီးအကျယ်ပြရခက်နေတတ်တာပေါ့တကယ်တော့ဒီကလေးမလေးဟာအရန်ကိုအထီးခိုင်းမခံနိုင်လို့သူမရဲ့အငိုတန်ကိုမခံနိုင်ပဲကလေးထိန်ပေါင်းသားစင်းနဲ့ချီပြီးထွက်ပြေးခဲ့ကြတာပေါ့ဒါကြောင့်ပဲပင်ဖန်နွမ်းနယ်ပြီးအားကိုးရမဲ့နေတဲ့ CEO ဟာသူ့ရဲ့လက်ထောက်ကိုကလေးရဲ့တကယ်မိခင်အရင်ကိုတွားရှာကြည့်လို့အမိန့်ပေးလိုက်ရတော့တယ်ဘာလို့လဲဆိုတော့သူဒီကလေးကိုဆက်ပြီးမထိန်နိုင်တော့လို့ပဲအဲ့ဒီအချိန်မှာပဲဝန်ထမ်းတဲ့မိန်းကလေးတယောက်ကသူ့ကိုကူညီဖို့ရှေ့ထွက်လာခဲ့ပါတယ်အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းမှာပဲ CEO ရဲ့စိတ်ထဲမှာလွန်ခဲ့တဲ့တစ်နှစ်ကဝေးဝေးဝါးဝါအမတ်တရားတွေဟာဖြတ်ခနဲပေါ်လာပြီးသူမကိုအရင်ကလေးကသိနေခဲ့တယ်လို့ခံစားလိုက်ရတယ်ဒါကြောင့်ပဲသူကကလေးကိုသူမလက်ထဲအပ်လိုက်ပြီးမင်းသာငါ့သမီးကိုပြုစုဆောင်ရှောက်နိုင်ရင်မင်းကိုလာစာအများကြီးပေးပြီးငါ့ရဲ့အတွင်းရေးမှုခန့်ထားမယ်လို့ကတိပေးလိုက်ပါတယ်မိန်းကလေးကကလေးကိုပွေ့ချလိုက်တဲ့အချိန်မှာတော့သူမရဲ့မျက်ဝန်းတွေဟာခံစားချက်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဒါဟာသူမရဲ့သမီးအရင်ဆိုတာသူမသိနေလို့ပါတကယ်တော့လွန်ခဲ့တဲ့တစ်နှစ်ကမမျှော်လင့်ထားတဲ့ညတညမှာသူမဟာ CEO နဲ့ဆုံတွေ့ခဲ့ပြီး6လအကြာမှာဒီကလေးလေးကိုဆေးရုံမှာမွေးဖွားခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကသူမမှာအားကိုးရတယောက်မှမရှိလို့အားကိုးတကြီးနဲ့သူမရဲ့အမေစီကိုဖုန်းဆက်ခဲ့ပါတယ်ဒါပေမဲ့သတင်းကြားချင်းအမေဖြစ်သူဟာတုံ့လှုပ်ချောက်ချသွားပြီးလမ်းမှာကားတိုက်ခံလိုက်ရပါတယ်တေးအန်ဆဲဖြစ်နေတဲ့အမေကိုပြုစုဖို့အတွက်သူမဟာတခြားနည်းလမ်းမရှိတော့ပဲကလေးလေးကို CEO ရဲ့အိမ်ရှိမှာတိတ်တဆိတ်ထားခဲ့ရပါတော့တယ်သူမဆေးရုံကိုပြင်ရောက်တဲ့အခါအမေဖြစ်သူဟာနောက်ဆုံးထွက်တဲ့ရုံးကန်နေရပါပြီအမေဖြစ်သူကသူမကိုကြောက်စင်းဆွဲလေးတစ်ခုပြီးရင်ဒုက္ခရောက်တဲ့အခါမင်းရဲ့အဖေကိုတွားရှာပါလို့မှားကြပြီးကွယ်လွန်သွားခဲ့ပါတယ်ဒါပေမဲ့သူမမှာအမေကိုကောင်းကောင်းမွန်မွန်တင်ပြပေးဖို့တောင်ငွေမရှိခဲ့ပါဘူးသူမရဲ့ဖုန်းထဲမှာ8.8 yuanပဲကျန်ပါတော့တယ်ဒါကြောင့်သူမဟာအမေကိုမြင်မြုပ်ဖို့ငွေရှာဖို့အတွက်အမေရဲ့အယိုးပြားတွေကိုအိမ်ကိုတက်လာခဲ့ရတယ်သူမကုမ္ပဏီကြီးတစ်ခုမှာအလုပ်လျှောက်ခဲ့ပေမဲ့ကန်ဂျမရဲ့အလဲ့ပြောင်းဝယ်ဟာအဲ့ဒီကုမ္ပဏီရဲ့ CEO ဟာသူမနဲ့ကလေးရခဲ့တဲ့လူဖြစ်နေကြတာမှာနောက်ပိုင်းမှာ DNA စစ်ဆေးချက်အရဒီကလေးဟာ CEO ရဲ့သမီးအရင်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တဲ့အတွက် CEO ရဲ့အဖေကလည်းမိမလေးကိုမျက်စိအောက်ကအပြောင်းမခံနိုင်လောက်အောင်ချစ်ခင်သွားခဲ့ပါတယ်ဒါပေမဲ့ကလေးကတော့နေတိုင်းအဆက်မပြတ်ငိုနေခဲ့လို့ဘလောက်တော်တဲ့ကလေးခင်းတွေတောင်လက်လျှော့ခဲ့ရတာပေါ့ဒါကြောင့်ပဲ CEO ဟာကလေးကိုနေတိုင်းရုံးကိုခေါ်လာခဲ့ရတယ်ဒါပေမဲ့တရက်မှာတော့ဝန်ထမ်းတင်မိန်းကလေးတယောက်ကကလေးကိုပွေ့ချလိုက်တဲ့အချိန်မှာကလေးလေးကချက်ချင်းဆိုသလိုအငိုသိပ်သွားခဲ့တာကြောင့် CEO ရောရုံးမှာရှိတဲ့လူတွေပါအံ့ဩသွားခဲ့ရတော့တယ်